ပွဲနဲ့အတူအနားယူသွားခဲ့တဲ့အွန်လိုင်းဆန်ပရိသတ်ကြီးရဲ့လက်ဝဲလောကရဲ့ဆရာတဆူလို့တောင်တင်ဆောင်ခေါ်ဆိုခဲ့ရတဲ့ကျမတို့လေးစားအားကြတဲ့အွန်လိုင်းဆန်ကတော့လက်ဝဲလောကကိုနှုတ်ဆက်သွားခဲ့ပါပြီနော်။သူဟာဘယ်တော့မှထိုးတက်တာနေမလို့တော့ပဲယခုနောက်ဆုံးပွဲမှာပဲပြိုင်ဘက်ကိုအနိုင်ပိုင်းကသူလည်းနှုတ်ဆက်သွားခဲ့ပါတယ်။ထိုးတက်လာတဲ့ကစားပွဲများလာခဲ့တော့အသက်အရွယ်နဲ့အချိန်တစ်ခုရအနားယူရတော့မယ့်အချိန်မို့သူဟာသူ့ဘဝအတွက်လက်ဝဲဆက်မထိုးတော့ပဲအနားယူလိုက်ပါပြီနော်။ပရိသတ်ကိုအရန်ချစ်တဲ့ကစားသမားတူဖြစ်ပြီးမြန်မာတွေမဟုတ်ပဲကဘာကပါကြော်ကြားခဲ့တဲ့လက်ဝှေ့ထိုးသမားတူပါသူဟာသူ့ရဲ့လက်ဝှေ့ပညာတွေကို next generation အတွက်ပညာချန်ထားခဲ့ပြီးလက်ဝှေ့ကိုဝါသနာပါတဲ့သူတွေကိုသူ့ရဲ့ပညာတွေချန်ထားပေးခဲ့မှလို့ပြောပါတယ်လက်ဝှေ့ထိုးတတ်တာဟာဘလို့အားကစားနည်းနဲ့မှမတူပဲအသက်နဲ့ဉာဏ်ကိုရှင်တွဲပြီးတတိကြီးကြီးထားမဲ့ကစားနည်းဖြစ်ပါတယ်တစ်ဖက်ထိုးတတ်မဲ့သူဟာကိုယ့်ထက်လင်းပြီးလက်သွက်ခရင်တော့အနှဲငယ်လေးကနေအရှုံးကြီးသွားနိုင်ပါတယ်ပရိသတ်ကြီးတို့အားကြတဲ့အောင်လန့်ရဲ့ဆန်ကလည်းအနိုင်ပွဲတွေကြီးစုခူးရခဲ့တာမဟုတ်ပဲအရှုံးပွဲတွေလည်းထိုးသက်ခဲ့ရပါတယ်နော်။လက်ဝဲအားကစားကိုအနားယူတော်မယ်ဆိုတာအရင်ပွဲစဉ်ဒီမှာကလေးကပြောပြခဲ့ပြီးဒီပွဲကိုလည်းနောက်ဆုံးထိုးသက်တာလို့ပြောပြခဲ့ပါတယ်။ပရိသတ်တွေကတော့နောက်ဆုံးပွဲနဲ့ဖြစ်ရောလာရောက်အားပေးသူတွေအများကြီးရှိနေခဲ့ပြီးသူ့ပြိုင်ပွဲရသက်ပံအနားယူခဲ့လို့လေတချို့ကနှမျောနေကြတာဖြစ်ပါတယ်။အောင်လန့်ဆန်ကလည်းသူဟာအသက်အရွယ်တစ်ခုလေးရှားပြီးကြံရှိဘွားကိုမိသားစုနဲ့အေးချမ်းစွာနေခြင်းလို့ယခုလိုနားယူခဲ့တာဖြစ်ပါတယ်။အရင်ကလေးကလည်းတိတ်ဆိတ်အေးချမ်းတဲ့ lifestyle ကိုချပြခဲ့ပြီးသူ့ရဲ့သားသမီးလေးတွေနဲ့အတူဘလော်လေးတွေတောင်တင်ဆက်ပေးခဲ့ပါတယ်။မြန်မာပြည်သက်တွေအနေနဲ့ဒီလိုချန်ပီယံကောင်းကြီးတစ်ယောက်အနားယူမှာကိုတော့အတော်လေးနှမျောနေကြတာပါ။သူထိုးတက်လိုက်တဲ့ပွဲတိုင်းကလည်းမဲပြတ်အသက်နဲ့အနိုင်ပွဲတွေများတာကြောင့်သူ့ရဲ့ထိုးတက်မှုပုံရိပ်တွေကိုစက်မြင်ကျင်နေကြပါတယ်နော်။အောင်လန့်ရဲ့ဆန်ဟောင်းယခုပွဲစဉ်မှာလည်းတစ်ဖက်ကပြိုင်ဘက်ကိုအနိုင်ထိုးနိုင်ခဲ့ပြီးစုကြီးကိုစုခူးခဲ့ပါတယ်။အားပေးတန်နေတဲ့အတူဒီလိုမြင်ကွင်းမျိုးကိုနောက်ထပ်ဘယ်တော့မှမတွေ့ရတော့မှမို့နှမျောမိတာတော့အမှန်ပါပဲနော်။အတန်ရွယ်ရအချိန်တိုင်းတာတစ်ခုတည်းရှိနေခဲ့တာမို့သူ့ရဲ့နားယူမှုဟာသူ့အတွက်တန်နေလို့ဆိုရမှာပါ။သူရဲ့နောက်ဆုံးပြိုင်ပွဲကိုလည်းအစောတော်လေးဖြူနဲ့ဆရာသမားတွေကလာရောက်အားပေးခဲ့ပြီးအစောတော်လေးဖြူကလည်းပြည်သက်တွေနဲ့အတူသူ့အတွက်ခွန်အားဖြစ်စေမယ့်အမဲလိုက်ကတခြင်းနဲ့စင်မော်ထိတက်ပြီးအားပေးခဲ့တာဖြစ်ပါတယ်။လာရောက်အားပေးခဲ့တဲ့မြန်မာပြည်သက်တွေများပြားခဲ့ပြီးနိုင်ငံခြားပြည်သက်တွေကလည်းအောင်လန့်ရဲ့ဆန်ကိုအားပေးခဲ့ကြပါတယ်။သူရဲ့ဝန်တာမှုဟာပြည်သက်တွေနဲ့ထပ်တူကြတဲ့ခန်းစားချက်ကိုရတာမို့အောင်လန့်ရဲ့ဆန်ဟာအရန်ပျော်တယ်လို့ပြောပြခဲ့ပါတယ်။တိုင်းသားတယောက်ပြီးစကားပြောရမှာရှင်ကြီးသိမ်မွေးတာကြောင့်ဘာပြောကျေးဇူးတရားကိုတည်တတ်ပြီးပြည်သက်နဲ့ပြိုင်ပွဲဝင်ပေါ်မှာလေးစားမှုကိုပြသခဲ့ပါတယ်။ယခုနိုင်ပန်းခဲ့တဲ့ပြိုင်ပွဲမှာအမေရိကန်ဒေါ်လာ15သန်းရရှိခဲ့တဲ့အတွက်လည်းဒီပတ်စံနေနဲ့ကောင်းကျိုးပြုလုပ်ငန်းတွေလုပ်ကင်သွားမယ်လို့ဆိုပါတယ်။နောက်ထပ်မျိုးဆက်တဲ့လူငယ်တွေကိုလည်းအကောင်ဆုံးလမ်းပြနိုင်တဲ့နီးပြကောင်းတရားအဖြစ်အတမွေးလောက်ကမိသားစုနဲ့တူပျော်ရွှင်အေးချမ်းတဲ့ဘဝကိုနေချင်တာမို့အနားယူခဲ့တာဖြစ်ပါတယ်။ဒီတော့ပြည်သက်ကြီးအနားယူသွားခဲ့တဲ့အောင်လန့်ရဲ့ဆန်းပေါ်မှာလည်းနှမျောမိတယ်လို့နောက်ထပ်သူ့ရဲ့ထိုးတက်မဲ့ပွဲစဉ်တွေကိုမကြည့်ရတော့တာမို့ကြေကွဲမိပါတယ်။တစ်ဖက်ကကြည့်ရင်လည်းအနားယူတဲ့အရွယ်တစ်ခုရောက်လာပြီးမို့မှတ်ချက်လေးတွေလည်းပြောပြပေးခဲ့ကြပါဦးနော်။